Crypto Crypto ဟာအရက်မူပြီး Hangover ဖြစ်နေတဲ့ကားရာကစူပါကားလို့လည်းသိကြပါတယ်။ကိုနှိုးလိုက်ပါတယ်စူပါမင်းစီကနေမွေးနေ့သတင်းစကားပို့လာပေမဲ့သူမကအမြန်ပဲဖုန်းကိုဖျက်ချပစ်လိုက်ပါတယ်ကိုပြန်ပြင်ဆင်ပြီးတဲ့နောက်မှာတော့သူမဟာသူမရဲ့ဂျိုကနေအခြားဂျိုတစ်ခုကိုထွက်ခွာသွားပါတော့တယ်သူမဟာ Galaxy အနှက်လက်ပတ်ပြီးဂျိုတီတီမှာပါတီပွဲတွေတက်ကအရက်အနေငယ်တောက်ရင်သူမရဲ့အထူးနေ့ကိုပျော်ရွှင်စွာဖြတ်တန်းပါတယ်အထူးနေ့ကိုအထိမ်းအမှတ်လုပ်ဖို့ Crypto နဲ့လည်းအချိန်ကုန်ဆုံးခဲ့ပါတယ်ဟိုဇာဂျိုပေါ်မှာတော့အိမ်တလုံးရဲ့ရှစ်တက်ကိုအာကာသယာဉ်တစ်စင်းဆင်းသက်လာပါတယ်ငငယ်ရွယ်ရွယ် UT Rotate ကအဲ့ဒီစူမြန်တန်ကြောင့်နိုးလာခဲ့ပါတယ်သူမရဲ့မိဘတွေကတော့အဲ့ဒီဧည့်သည်တွေရောက်လာရတဲ့အကြောင်းရင်းကိုကြိုသိနေကြပါတယ်ကျူးကျော်လာသူတွေအိမ်ထဲကိုဝင်လာကြပြီးသူတို့ရဲ့ခေါင်းဆောင် Grand Cram ကထိုင်ကုန်မှာထိုင်ကမုတ်ဖေးတောင်းပါတယ် UT ရဲ့အကိုကတချင်းသားထောင်ရင်အာယုံဆိုင်နေတော့မှ UT ကအိယာထဲကနေထပ်လာပါတယ်မိဘတွေကလည်းဒီလူတွေဟာလက်နက်တော့လူယူဖို့ရောက်လာတဲ့လူဆိုးတွေဆိုတာသဘောပေါက်သွားကြပါတယ်အင်ရှင်မျိုးသားကသူ့ရဲ့တဘောအားလုံးဖန်တီးခဲ့သမျှလက်နက်အားလုံးကိုထုတ်ပေးလိုက်ပါတယ်ပြီးနောက်သူက trap ပြီးလမ်းပြပေးဖို့တောင်းဆိုပါတယ်အဲ့ဒီအချိန်မှာပဲ UT ရဲ့အကိုကသူမကိုလမ်းဖြတ်မှုခုံထွက်လာပါတယ်ကရန်ကလက်နက်တစ်ခုကိုပြစ်လွတ်လိုက်ရမှာသူဟာချက်ချင်းပဲတိတ်ဆုံးသွားခဲ့ပါတယ်ဒေါသထွက်သွားတဲ့အမေဖြစ်သူက currency ကိုပြေးဝင်တိုက်ခိုက်ပေမဲ့ကရန်ကသူမကိုအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်အဖေဖြစ်သူကသူတို့ရဲ့အာကာသယာဉ်ကိုဖျက်ဆီးပစ်မဲ့လက်နက်တစ်ခုကိုဖွင့်လိုက်ပြီးပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့အမြန်ပဲဖမ်းဆီးခံလိုက်ရပါတယ်သူတို့ရဲ့အိမ်လည်းမိရှုခံလိုက်ရပါတယ်မနေ့ရောက်တဲ့အခါမှာတော့ UT ဟာမိဘတွေကိုတကြိုပြီးတဲ့နောက်အဖေဖြစ်သူရဲ့ဓာတ်ကိုကိုင်ရင်းတယောက်တည်းကြံရစ်ခဲ့ပါတော့တယ်ကားရကတော့ဘာတစ်ခုမှ23နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် Crypto နဲ့အတူအရက်ခွက်တွေတိုက်နေပါတယ်ရုတ်တရက် UT ကဘားထဲကိုပြေးဝင်လာပြီးလူတွေရဲ့အာယုံကိုဖမ်းဆလိုက်ပါတယ်Crypto ကဝါယာကျိုးတွေကိုကင်တွယ်ရင်းတချင်းကိုခစ်တိုက်ရက်လိုက်ပါတယ်။ UT ကသူမရဲ့တမိသားစုလုံးကိုတုတ်တင်ရှင်းလင်းသွားခဲ့တဲ့ Grand ကိုလက်စားချေဖို့ခီးထွက်နေကြောင်းကြေညာပါတယ်။သူတို့ရဲ့အာကာသယာဉ်လည်းပျက်စီးသွားပြီးဒီနေရာမှာပိတ်မိနေတာထွက်ပြေးမဲ့လမ်းကိုရှာဖွေနေဆဲဖြစ်ပါတယ်။ Grand ကိုရှာတွေ့အောင်ကူညီပေးနိုင်သူတိုင်းကိုနာမည်ကြီးလက်နက်လုပ်သားတဦးဖန်တီးခဲ့တဲ့သူမရဲ့အဖေပိုင်သားကိုစုချီးမြှင့်မယ်လို့ကတိပေးပါတယ်။ Crypto ကကားရာကိုရှေ့ထွက်ဖို့တွန်းအားပေးပေမဲ့သူမကတော့စိတ်မဝင်စားပါဘူး။အထူးသဖြင့်ဒီနေရာမှာသူမမှာစွမ်းအားတွေမရှိတော့တာကြောင့်ဖြစ်ပါတယ်။ကောင်းလေးတစ်ယောက်ကသူမတစ်ယောက်တည်းနဲ့ဒီလူဆိုးတွေကိုမတိုက်နိုင်ဘူးလို့ဝင်ပြောပေမဲ့ UT ကတော့အလွန်ယုံကြည်မှုအပြည့်ရှိနေပါတယ်။ရုတ်တရက်လူတန်ကြီးတစ်ယောက်ကသူမလက်ထဲကဓာတ်ကိုဆွဲယူသွားပါတယ်။ UT ကဝင်ရောက်တားဆီးဖို့ကြိုးစားပေမဲ့အခြားလူတန်တစ်ယောက်ကသူမကိုဖမ်းဆီးချုပ်နှောင်ထားပါတယ်။ကားရကဝင်ရောက်ကူညီပေးပြီးလူတန်ကြီးကိုကောင်မလေးတစ်ယောက်ရဲ့လက်ထဲကဓာတ်ကိုလူလာယဉ်ကျေးမှုမရှိဘူးလို့ပြောပေမဲ့လူတန်ကြီးကတော့သူမကိုယူကြောင်ကြတောင်ပြောနေတယ်လို့ထင်ပါတယ်ကားရကသူ့ကိုကန်ထုတ်ပြီးဓာတ်ကိုပြန်ယူဖို့လုပ်ပေမဲ့လူတန်ကြီးကပြန်လဲတိုက်ခိုက်ပါတယ်အရက်မူးနေတဲ့အခြေအနေနဲ့တိုက်ခိုက်ရတာသူမအတွက်ခက်ခဲနေပါတယ် UT ထွက်သွားဖို့ကြိုးစားပေမဲ့အဲ့ဒီကောင်လေးကလမ်းပိတ်ဆို့ပါတယ် Crypto ကသူ့ကိုကိုက်လိုက်တဲ့အတွက်သူတို့နှစ်ယောက်ထွက်ပြေးနိုင်ခဲ့ပါတယ်အဲ့ဒီနောက် Crypto ကလူတန်ကြီးစီကိုခုံဝင်တိုက်ခိုက်ပြီးကားရကလည်းသူ့ကိုအတိလွတ်သွားအောင်နိုင်သွားပါတယ်ကားရက